တော့သူ့ရဲ့ menu ပေါ့နော်အခုကျွန်တော်မှာတော့ဒီဟာပေါ့ဒီဆိုင်ရဲ့ signature လို့လည်းပြောလို့ရတာရှာကဲရှာလေးကိုပြီးရင်ဒါလေးနဲ့တော့ပြီးရင်တော့ပြလိုက်အကယ်၍မိတ်ဆွေကစမ်းချောင်းမှာနေပြီးတော့ဒီကျူကုတ်ပန်ဆိုင်ဆိုတဲ့ဆိုင်ကိုမသိသေးဘူးဆိုလို့ရှိရင်မိတ်ဆွေရန်ရှုံးတာနော်ကဲမတော်တဆတခြားမျိုးနေရစမ်းချောင်းရောက်လာပြီဆိုလို့ရှိရင်ဒီပဒုံမှာလမ်းမှာရှိတဲ့ကျူကုတ်ပန်ဆိုင်ကိုလာစားကြည့်အမဲရှာပြင်ဆိုတာရန်ကောင်းတယ်ဘာမှမလေးလို့မရဘူး